ဖောက်ပြန်ခံရတဲ့ဇနီးတွေကခင်မွန်းဖြစ်သူနဲ့အငယ်နှောင်းတို့ကိုတရားရုံးအမိန့်အရနေ့စဉ်တောင်းပန်နေရတယ်။တရုတ်နိုင်ငံဟိနန်ပြည်နယ်မှာလုပ်ဖော်ကိုင်ဘက်နဲ့ဖောက်ပြန်ခဲ့တဲ့ခင်မွန်းကိုတရားရုံးအမိန့်ကြောင့်လူမှုကွန်ရက်တွေပေါ်မှာနေ့စဉ်တောင်းပန်ဗီဒီယိုတင်နေရတဲ့ဇနီးတွေတဦးရဲ့ဖြစ်ရဟာအွန်လိုင်းမှာလူပြောများနေပြီးခင်မွန်းဖြစ်သူဟာလည်းကုမ္ပဏီကတာဝန်ဆိုင်ငံ့ခံလိုက်ရပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့2025ခုနှစ်စက်တင်ဘာလအတွင်းကညိုးလို့အမည်ရတဲ့ဇနီးတွေက၎င်းရဲ့ခင်မွန်းဖြစ်သူကောင်းနဲ့အိမ်ထောင်ရှိလုပ်ဖော်ကိုင်ဘက်အမျိုးသမီးတဦးတို့9နှစ်ကြာဖောက်ပြန်နေခဲ့ကြောင်းကိုအွန်လိုင်းမှာဖွင့်ချခဲ့ရကစတင်ခဲ့တာဖြစ်ပါတယ်။အဲ့လိုဖွင့်ချရမှာနာမည်တွေအလုပ်ကိုင်ချက်လက်တွေနဲ့ငွေကြေးသုံးစွဲမှုမှတ်တမ်းတွေကိုပါထုတ်ပြန်ခဲ့တဲ့အတွက်တရားရုံးကဇနီးဖြစ်သူရဲ့လုပ်ရက်ဟာတခြားသူတွေရဲ့အကုန်သိက္ခာကိုထိခိုက်စေတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။တရားရုံးရဲ့အမိန့်အရညိုဟာ၎င်းတင်ထားတဲ့အချက်လက်တွေကိုပြန်လည်ဖျက်သိမ်းပေးရမှာဖြစ်ပြီးတိုးရင်လူမှုကွန်ရက်ပေါ်မှာခင်မွန်းနဲ့အငယ်နှောင်းဖြစ်သူတို့ကိုအနည်းဆုံး15ရက်ကြာမဖြတ်ဘဲလူသိရှင်ကြားတောင်းပန်တဲ့ဗီဒီယိုတွေတင်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ဇနီးဖြစ်သူဟာတောင်းပန်ဗီဒီယိုတွေကိုနေ့စဉ်ဇက်တိုက်တင်နေခဲ့တာဖြစ်ပါတယ်။ညိုကသူမအနေနဲ့နောက်ဆုံးရွေးချယ်စရာမရှိလို့အခုလိုဖွင့်ချခဲ့ရတာဖြစ်ပြီးတခြားသူတွေကိုသတိပေးဖို့ရည်ရွယ်ကြောင်းဗီဒီယိုတွေမှာပြောကြားခဲ့ပါတယ်။အွန်လိုင်းပေါ်မှာတောင်းပန်ဗီဒီယိုတွေတင်နေရပေမဲ့ပြည်သူတွေကတော့ဇနီးဖြစ်သူဘက်ကသာရက်တီအားပေးခဲ့ကြပါတယ်။သူမရဲ့တောင်းပန်ဗီဒီယိုတိုင်းဟာလူထုရဲ့ထောက်ခံမှုကြောင့်တရက်ကိုကြိုက်နှစ်သက်မှု like 3သိန်းကျော်အထိရရှိနေပြီး follower အရေအတွက်ကလည်း9,600,000ကျော်အထိအလင်းမြန်တိုးလာခဲ့ပါတယ်။ဒါအပြင်၎င်းကဘဝတူခန်းစားချက်ရှိသူတွေနဲ့ဝန်းရံသူတွေဆွေးနွေးနိုင်ဖို့တူညီသောခန်းစားချက်ရှိသူများဖိတ်ခေါ်ပါတယ်ဆိုတဲ့အမည်နဲ့ online group chat တစ်ခုကိုလည်းဖွင့်လှစ်ထားလိုက်ပါတယ်။အခုဖြစ်ရက်ကလူမှုကွန်ရက်မှာပြန့်နှံ့သွားပြီးတဲ့နောက်ခင်မွန်းဖြစ်သူအလုပ်လုပ်ကိုင်ရာဟီနန်ဒါယိုစွမ်းအင်ကုမ္ပဏီဟီနန်ဒါယို Energy Company ရဲ့လက်အောက်ခံဖြစ်တဲ့ကန်ချန်တပ်တူတွင်ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါထုတ်ပြန်ချက်အရဖောက်ပြန်ခဲ့တဲ့ခင်မွန်းဖြစ်သူကို2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ကလေးကပါတီစည်းကမ်းပိုင်းဆိုင်ရာအရေးယူမှုတွေပြုလုပ်ခဲ့ပြီးအခုအခါအလုပ်တာဝန်ကဆိုင်းငံ့ကစုံစမ်းစစ်ဆေးမှုတွေစတင်နေပြီဖြစ်တယ်လို့သိရပါတယ်ရှင်။